တခါကတောတောင်ထူထပ်တဲ့ရွာလေးတစ်ရွာမှာမောင်မကျော်ဆိုတဲ့လူငယ်တစ်ယောက်ရှိပါတယ်။သူဟာအလုပ်ကြိုးစားပေမဲ့ဆင်းရဲလွန်းလို့အမြဲတမ်းစိတ်တက်ကြနေသူပါ။တနေ့မှာတော့သူဟာတောထဲကရှေးဟောင်းဖျားပြစ်တစ်ခုနာမှာထူးခြားတဲ့ကြောက်စိမ့်လက်စွပ်တစ်ကွင်းကိုကောက်ရခဲ့ပါတယ်။ထူးခြားတာကအဲ့ဒီလက်စွပ်ကိုဝတ်လိုက်တဲ့အချိန်မှာပဲငါ့မှာထမင်းဝိုင်းကြီးအစင်သင့်ရှိရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့သူ့ရှိမှစားကျင်စားပွဲဟင်းလျာတွေပေါ်လာပါတော့တယ်။မောင်မကျော်ဟာဝမ်းသာအားရနဲ့ဒါဟာတကယ်လို့တရားလက်စွပ်ပဲဆိုပါရက်အနှဲငယ်အတွင်းမှာပဲမောင်မကျော်ဟာလက်စွပ်ကိုသုံးပြီးရွှေငွေတွေတိုက်တာအင်ချီတွေနဲ့ပြည့်စုံလာပါတယ်။ဒါပေမဲ့သူဟာတစ်နေ့ထက်တစ်နေ့ပိုပြီးလောဘကြီးလာတယ်လို့တစ်ဖက်မှာလည်းဒီလက်စွပ်ကိုသူများခိုးသွားမလားဆိုတဲ့စိုးရိမ်စိတ်ကြောင့်အိတ်မပျော်စားမဝင်ဖြစ်လာပါတယ်။တညမှာတော့လက်စွပ်ကသူ့ကိုစကားပြောလာတယ်လို့ခံစားရတယ်။မင်းလိုချင်တာမှန်သမျှငါပေးမယ်ဒါပေမဲ့မင်းရဲ့အေးချမ်းမှုကိုတော့ငါ့ကိုပြန်ပေးရမယ်တဲ့။မောင်မကျော်ဟာကြောက်လန့်တကြားနဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်မဲ့အောင်မြတ်တာစီကိုအောင်မြတ်တာဟာလက်စွပ်ကိုတေချာကြည့်ပြီးပြုံးလိုက်ပါတယ်ပြီးတော့ရင်နွေးချမ်းတစ်ခွက်ကိုအေးလူလူတောက်ရင်ဒီလိုပြောလိုက်ပါတယ်မောင်ဘကျော်ဒီလက်စွပ်ကတကယ်တော့မင်းရဲ့လောဘကိုမှန်တင်ပြနေတာပဲမင်းမှာဘာမှမရှိခင်ကမင်းဟာအေးအေးချမ်းချမ်းအိတ်နိုင်ခဲ့တယ်အခုမင်းမှာအားလုံးရှိနေပေမဲ့မင်းကိုယ်တိုင်ကလက်စွပ်ရဲ့ကျွန်းဖြစ်သွားပြီမောင်မကျော်ကကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာလို့ငိုယိုပြီးမေးပါတယ်အောင်မြတ်တာကလက်စွပ်ကိုယူပြီးအနီးနားကရေကန်ထဲကိုပစ်ချလိုက်ဖို့ခိုင်းပါတယ်မောင်မကျော်ဟာခိတ္တတွေဝေသွားပေမဲ့သူ့ရဲ့စိတ်ဆင်းရဲမှုတွေကိုမခံစားနိုင်တော့တာကြောင့်လက်စွပ်ကိုရေကန်ထဲပစ်ချလိုက်ပါတော့တယ်။လက်စွပ်လည်းပျောက်သွားရောမောင်မကျော်ရဲ့စိတ်ထဲမှာတခါမှမရဘူးတဲ့ပုတ်ပါမှုမျိုးကိုခံစားလိုက်ရပါတယ်။အောင်မြတ်တာကနောက်ဆုံးမှာဒီစကားလေးကိုမှာကြားလိုက်ပါတယ်။လောကမှာအစွမ်းထက်ဆုံးလိုတရားလက်စွပ်ဆိုတာတကယ်တော့မင်းရဲ့စူးစမ်းအားထုတ်မှုနဲ့ရောင်ရဲနိုင်တဲ့စိတ်ပဲကိုယ်တိုင်မစူးစမ်းပဲရတဲ့အရာဟာတန်ဖိုးမရှိသလိုအဲ့ဒီအရာကမင်းကိုပျော်ရွှင်မှုအစစ်အမှန်လည်းမပေးနိုင်ဘူး။ထိုနေ့မှစပြီးမောင်မကျော်ဟာမိမိရဲ့လှုပ်အားနဲ့ပဲအေးအေးချမ်းချမ်းရှာဖွေစားတောက်ပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်သွားပါတော့တယ်။ဒီပုံမြင်လေးကတော့လောဘနဲ့ပတ်သက်ပြီးဆင်ခြင်စရာလေးဖြစ်ပါတယ်။